တင်းငွေသားသမီးတွေအတွက်ကံကြမ္မာဖန်ကြပေးမှာဖြစ်ပါတယ်တင်းငွေသားသမီးတွေအတွက်ကြာလာတဲ့တေတော်နမိတ်ကကြတော့ဒုတ်ချောင်းနမိတ်ဖြစ်ပါတယ်တိန်တဲ့ကနေပြီးတော့လက်တစ်ဖက်ကနေထွက်လာတာပေါ့နော်အဲ့ဒီလက်တစ်ဖက်ကဒုတ်ချောင်းကိုကင်ထားတဲ့နမိတ်ဒုတ်ချောင်းမှာအတက်ကလေးတွေခက်ကလေးတွေဖြာထွက်နေတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့ဒီနမိတ်ကိုကျွန်တော်တဲတော်ပညာရက်အရာဆိုရင်အသေးစတင်ခြင်းလမ်းသေးပွင့်ခြင်းအဲ့လိုမျိုးညွှန်ပြတဲ့နမိတ်ဖြစ်ပါတယ်အသေးတစ်ပံပေါ်ထွန်းခြင်းအဲ့လိုမျိုးအဓိပ္ပာယ်လည်းရှိပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တင်းငွေသားသမီးတွေရဲ့ကံတရားမှာအလုပ်တွေပေါ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လုပ်ငန်းတွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုပ်ကိုအကြောင်းပြုပြီးတော့ပူပန်တော့ကကင်းမယ်အဲ့တော့အလုပ်ရှာဖွေနေတဲ့တင်းငွေသားသမီးတွေအတွက်ဆိုရင်တော့အင်ပဒမာကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်အလုပ်တွေရတတ်တယ်လုပ်ငန်းတွေရတတ်တယ်အချမ်းစီတွေလည်းပဲတစ်ခုတစ်ခုပေါ်ပေါက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လက်ရှိလောက်ကနေထွက်ပြီးတော့တခြားလောက်ကိုပြောင်းမယ်ရွှေ့မယ်သွားမယ်လာမယ်အဆင်ပြေမလားမပြေဘူးလားဆိုရင်တော့အဆင်ပြေဖို့ရှိပါတယ်လက်ရှိကိုလုံးနေတဲ့စီးပွားရေးလုပ်ငန်းတွေဆိုရင်လည်းမူမပြတ်တိုးတက်ပြီးတော့အောင်မြင်မဲ့ကံတရားမျိုးရှိပါတယ်ဒါမှမဟုတ်တင်းငွေသားသမီးတွေကလက်ရှိအလုပ်ကိုတိုးချက်မယ်စီးပွားရေးလုပ်ငန်းတွေကိုတိုးတက်အောင်လုပ်မယ်အောင်မြင်အောင်လုပ်မယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုရင်အင်ပဒမာဖြစ်နိုင်တယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့အလုပ်နဲ့ပတ်သက်ရင်တော့အင်ပဒမာကောင်းပါတယ်လက်ရှိစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ရင်အင်ပဒမာကံစားတာကောင်းတယ်လက်ရှိမိမိတို့မှာတင်းငွေသားသမီးတွေရဲ့ကံတရားမှာအလုပ်လုပ်ရင်ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားလုပ်ရင်ဖြစ်မလားမဖြစ်ဘူးလားစသဖြင့်တွေးဝေနေတဲ့ကိစ္စတွေတွေးဟနေတဲ့ကိစ္စတွေရှင်ဧကံမုတ်ချအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာရခြင်းအောင်မြင်ခြင်းတွေကြုံပါလိမ့်မယ်နော်နောက်တစ်ခုကတော့တင်းငွေသားသမီးတွေရဲ့ကံသားတာမှာအလုပ်အကံခွင့်ရေးခွင့်လန်းတွေတိုးတက်အောင်မြင်ခြင်းတွေကြုံရတတ်တယ်နောက်ခရီးဝေးသွားရခြင်းတွေကြုံမယ်အဲ့ဒီခရီးကလည်းကောင်းသောခရီးမျိုးတွေဖြစ်တတ်တယ်ရဝဲမြေကြားကဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတာမျိုးတွေကြုံရတတ်တယ်မိတ်ဆွေအသစ်တွေအပေါင်းအသင်းအသစ်တွေတကယ်ချင်းအသစ်တွေနဲ့ပေါင်းစုံပြီးတော့ကောင်းမြတ်တဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေစတင်ရခြင်းမျိုးတွေကြုံရတတ်ပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်တော့တဲတော်နမိတ်ရဆိုရင်ထီပေါက်တကယ်သူငွေတွေဝင်လာတတ်ပါတယ်အဒီကတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကံတာကောင်းတာပေါ့နော်ထီပေါက်တကယ်သူတဲ့ငွေတွေဝင်လာတတ်တယ်ငွေချင်းနဲ့ပတ်သက်ရင်ကံတာအထူးကောင်းတယ်ရစရာရှိတဲ့ငွေတွေချောချောမောမောရတတ်တယ်ပေးစရာရှိတဲ့ငွေတွေကလည်းပဲချောချောမောမောပေးဆက်နိုင်တဲ့ကံတရားမျိုးရှိငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောက်နေတဲ့တင်းငွေသားသမီးတွေဆိုရင်အဆင်ပြေသွားတာတွေကံကောင်းသွားတာတွေအောင်မြင်သွားတာမျိုးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တင်းငွေသားသမီးတွေရဲ့ကံသားတာမှာသားသမီးရင်သွေးရတနာရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်သားသမီးနဲ့ပတ်သက်ပြီးတော့သားသမီးရဖို့အတွက်ပူပန်တော့ကရောက်နေတဲ့တင်းငွေသားသမီးတွေအတွက်စိတ်ချမ်းသာစရာကောင်းတယ်နောက်အမွေတွေဘာတွေလဲရတတ်တာပေါ့နော်အမွေကိစ္စတွေဘာတွေလဲစကားပြောရင်အောင်မြင်မှုရတတ်တာပေါ့တင်းငွေသားသမီးတွေရဲ့ကံသားတာမှာအမွေကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကာလမှာစကားပြောဆိုမယ်လုပ်မယ်ကိုင်မယ်စိတ်ကူးထားတဲ့ကိစ္စတွေဆိုရင်တူတူတတအောင်မြင်မှုရတတ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ကံသားတာကောင်းတယ်အချစ်သစ်တွေဘာတွေရတတ်အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့တင်းငွေသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်ဒီကံတရားအရာဆိုရင်ကောင်းသောနမိတ်ဖြစ်ပါတယ်ဒါမှမဟုတ်စီးပွားရေးနဲ့ပတ်သက်တာတွေအလုပ်ကိုင်နဲ့ပတ်သက်တာတွေလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကံတရားမှာဆိုရင်တော့တင်းငွေသားသမီးတွေဟာအဓိကတော့အသစ်တွေအင်မတန်မှကောင်းသောအချိန်ကာလဖြစ်ပါတယ်အလုပ်တွေပေါ်ပေါက်တတ်တယ်အလုပ်တွေဆောင်ရင်ကောင်းမယ်အခွင့်အရေးတွေပေါ်ပေါက်တတ်တယ်နေရာထိုင်ခင်းအသစ်တွေပေါ်ပေါက်တတ်တယ်လူမျိုးသားဘာသာခြားနိုင်ငံခြားတိုင်းပြည်တွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးခြင်းကံကောင်းခြင်းတွေဖြစ်တတ်တယ်နောက်အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေရတဲ့အခက်အခဲတွေပြေလည်သွားတတ်ပါကိုယ်တော်မှဘာမှဖြည့်ရှင်းစရာမလိုဘဲနဲ့အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစဉ်ပြေပြေဖြစ်သွားတာတွေကံကောင်းသွားတာတွေအောင်မြင်သွားတာမျိုးတွေကြုံတွေ့ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်တင်းငွေသားသမီးတွေအတွက်အကြံဉာဏ်ပေးချင်တာကတော့အလုပ်တွေလုပ်ပါအလုပ်တွေလုပ်ပါအလုပ်ကိုင်အကြံစီတွေကိုလည်းစီးပွားရေးတွေကိုလည်းတိုးချဲ့ပြီးတော့လုပ်ကိုင်သင့်ပါတယ်နောက်တစ်ခုကအကြံဉာဏ်အသစ်တွေပေါ်ပေါက်လာမယ်ဆိုရင်လည်းအင်မတန်မှကောင်းတယ်လို့အကြံဉာဏ်ပေးချင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့တင်းငွေသားသမီးတွေအတွက်ကံကောင်းတဲ့အရာကတော့အနီရောင်ဖြစ်ပါတယ်အဲ့တော့ကို့မှာအကြောင်းချင်းကကိစ္စရှိတဲ့ကအနီရောင်လေးတွေဝစ်ပါဆောင်းပါနော်ထီထိုးတာတွေကံသမ်းမဲ့တို့တာတွေဝါသနာပါတဲ့တင်းငွေသားသမီးတွေအတွက်ကံကောင်းတဲ့ lucky ကောင်းတဲ့နံပါတ်ကတော့တေကနန်းဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ထီနံပါတ်တွေကိုယ့်ရဲ့ကံသမ်းမဲ့နံပါတ်တွေကိုကံသမ်းမဲ့နံပါတ်တွေကိုပေါင်းကြည့်ပါဗောနော်တေကနန်းရရင်အကျိုးပေးပါနောက်ခိုးစားကျွေးရင်းနဲ့ဆူတောင်းပါနော်တင်းငွေသားသမီးတွေအတွက်ရရကတော့ခိုးစားကျွေးရင်းနဲ့ဆူတောင်းကြည့်ပါကိုယ့်ရဲ့မကောင်းတဲ့ကံတာအညံ့ကြိုက်တွေကင်းစင်ပြပြောက်ပြီးတော့ကံကောင်းခြင်းလက်ပွင့်ခြင်းလက်ရွှင်ခြင်းအောင်မြင်ခြင်းတွေကိုတည်ကြပါအောင်ရရှိစေမှာဖြစ်ပါတယ်
တနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကြီးချမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတလုံးတစ်ပါးလည်းရရှိနိုင်ပါစေကျမ်းနိုင်အောင်လို့ဆောင်လင်းမြောက်ကြပါစေလို့ဆုတောင်းမြတ်တာများလိုက်လဲပို့တာပေးလိုက်ရပါတယ်နော်ကျွန်တော်တနင်္လာသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်ကြားလာတဲ့တဲတော်နမိတ်ရဆိုရင်တော့ဘယင်ဧကရတပါးရဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဘယင်ဧကရတပါးရဲ့သင်္ကေတနမိတ်ဖြစ်တယ်တဲ့ဒီကလာမှာပေါ့နော်အဲ့တော့အိမ်မှာမိသားစုအကြီးအကဲကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်ဖခင်တို့သို့မဟုတ်ရောက်ခမတို့သူတို့ကိုအကြောင်းပြုပြီးတော့အခက်အခဲလေးတွေကြုံရတတ်တယ်အကြက်တဲလေးတွေကြုံရတတ်တယ်နောက်ဖခင်သို့မဟုတ်ရောက်ခမဖြစ်တဲ့လူနဲ့ပေါ့နော်ကိုနဲ့မမျှော်လင့်မဲ့နဲ့အစင်မပြေမှုလေးတွေဖြစ်တတ်တယ်အထင်မြင်လွဲမှားမှုလေးတွေကြုံရတတ်တယ်နောက်တက်လူကြီးတွေဆရာသမားတွေကိုအကြောင်းပြုပြီးတော့လည်းစိတ်တော့ကရောက်ရတတ်တဲ့အချိန်ကလာဖြစ်ပါတယ်နောက်တက်လူကြီးဆရာသမားတွေကလည်းပဲကိုယ့်ကိုအလိုလိုနေနဲ့မျက်မုံးကျိုးနေတာမျိုးတွေလည်းဖြစ်တတ်တာပေါ့နော်နောက်ဒီကလာမှာအထူးသတိထားမှာတော့အလုံးမှာအထက်လူကြီးနဲ့အစဉ်ပြေအောင်ပြုမှုပြောဆိုနေထိုင်သင့်ပြီးတော့မိသားစုအိမ်တွင်းမှာဆိုရင်လည်းပဲကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့အကြီးအကဲတွေကိုယ့်ရဲ့ဖခင်လုပ်တဲ့လူတွေနဲ့အစဉ်ပြေဖြစ်အောင်ဟာမိုနီဖြစ်အောင်ကြိုးစားပြီးတော့လုပ်ကိုင်ဆောင်ရွက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နံပါတ်2ကတော့တနင်္လာသားသမီးတွေရဲ့ကံတရားမှာအရာရာမှာကိုကပဲဦးစီးဦးဆောင်လုပ်ကိုင်ဆောင်ရွက်ရမယ်ကံတရားမျိုးရှိပါတယ်အရာရာမှာကိုပါပဲเนาะကိုကလွှဲရင်တခြားလူမရှိဘူးကိုကလွှဲရင်တခြားလူအားကိုလို့မရဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုဒီသူများမဟုတ်ပါဘူးအရာရာကိုပဲရှေ့ဆောင်ခေါင်းရွက်ပြရတတ်တယ်အရာရာမှာကိုပဲတာဝန်ယူရတတ်တယ်အရာရာမှာကိုပဲဖြည့်ရှင်းရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခုကအေဂရက်နမိတ်ကဝင်ငွေထက်ထွက်ငွေတွေပို့ပြီးတော့များပြားနေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်ဝင်တာနဲ့ထွက်တာများအဲ့လိုမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတနင်္လာသားသမီးတွေရဲ့ကံတရားမှာပေါ့နော်နေထွက်နေဝင်မနာမနေလှုပ်ရှားပြီးတော့ရုန်းကန်နေရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကုမ္ပဏီမှာဆိုရင်လည်းကုမ္ပဏီအလျောက်ပေါ့နော်အလုပ်မှာဆိုရင်လည်းအလုပ်အလျောက်ကိုယ်ပိုင်စီးပွားရေးမှာဆိုရင်လည်းကိုယ်ပိုင်စီးပွားရေးအလျောက်မနာမနေလုပ်ကိုင်နေရတတ်တယ်မနေမနာကိုစူးစမ်းပြီးတော့လုပ်ကိုင်ဆောင်ရွက်နေရတတ်တယ်အလုပ်မှာဆိုရင်လည်းပဲလူ2ယောက်လုပ်ရမယ်အလုပ်တာဝန်ဝတ္တရားတွေကိုကိုယ်တယောက်တည်းမငြင်းမညူထမ်းရွက်နေရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်အဲ့တော့ငင်းဆန်လို့ရလားဆိုတော့တနင်္လာသားသမီးတွေကငင်းဆန်ခွင့်မရှိပါဘူးငင်းဆန်လို့လည်းမရတတ်ပါဘူးဒါမှမဟုတ်ဒီကလာမှာဧကရက်နမိတ်ကကြတော့ယာတုတိုးခြင်းတွေလစာတိုးခြင်းတွေနေရာကောင်းရာခြင်းတွေတော့ကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုရှာဖွေသမျှငွေတွေကိုကိုမသုံးပါဘဲနဲ့ကုန်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့အလုပ်ကိုင်တွေကိုယ့်ရဲ့အကြံစီတွေကိုယ့်ရဲ့စိတ်ကူးတွေကိုယ့်ရဲ့ရည်ရွယ်ချက်ယုံကြည်ချက်တွေအားလုံးကတော့တတဘူးစောင်းရမယ့်အချိန်ကာလလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးတတဘူးစောင်းနေဆိုအောင်မြင်မှုရတာပေါ့နော်အဲ့တော့အလုပ်ကိုင်နေပတ်တဲ့လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တဲ့လုပ်ရင်အောင်မြင်လားမအောင်မြင်လားအောင်မြင်မှုရတတ်အစပိုင်းမှာနည်းနည်းလေးအထနှိမ့်တတ်တဲ့သဘောတော့ရှိပါတယ်သို့တော့ကိုကဇွဲလုံးလာဝရိယနဲ့အပတ်တကုတ်စူးစမ်းပြီးတော့အားထုတ်ပြီးတော့လုပ်မယ်ဆိုရင်တော့ဧကံမုတ်ကြအောင်မြင်မဲ့ကံသာတာမျိုးရှိပါတယ်အဲ့တော့ဒီကလာမှာသူကဘယင်ဧကရေတပါးရဲ့သင်္ကေတနမိတ်ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဥဆောင်မှုအခန်းကဏ္ဍသည်အရင်အရေးကြီးပါတယ်ကိုကဇွဲလုံးလာဝရိယနဲ့အပတ်တကုတ်စူးစမ်းအားထုတ်ပြီးတော့ခေါင်းဆောင်ကောင်းပြီးသားနဲ့စူးစမ်းအားထုတ်သားမယ်ဆိုရင်ပို့ပြီးတော့အောင်မြင်မှုရနိုင်တယ်တခုတတိထားမှာတော့တနင်္လာသားသမီးတွေရဲ့နှုတ်ထွက်ကတနင်္လာသားသမီးရဲ့ပါဇက်ကအမိန့်တန်တွေဩဇာတန်တွေအာနာတန်တွေမပါအောင်ဂရုစိုက်တင်ပါအဲ့လိုပါသွားခဲ့မယ်ဆိုရင်ကိုနဲ့အရင်ရင်းနေတဲ့မိတ်ဆွေတွေပေါင်းနေတဲ့တကယ်ချင်းတွေကလည်းပဲကိုဒီကောင်ဆရာကြီးလောက်တာပါဆိုပြီးတော့မခေါ်မပြောဖြစ်တဲ့အထိကြုံရတတ်ပါတယ်မမျှော်လင့်မနဲ့ဩဇာအာနာသုံးရမယ့်အချိန်တွေကာလမျိုးတွေဖြစ်တတ်ပါတယ်ကိုယ့်ရဲ့ပင်ကိုယ်စိတ်သဘာဝအရာရှေ့ကိုမတက်ချင်မဲ့နဲ့အချိန်နဲ့အချိန်ကရာရှေ့တန်းကိုတက်လာတာမျိုးတွေကြုံရတတ်တယ်အဲ့တော့ဒီကာလမှာတနင်္လာသားသမီးတွေကအဓိကတော့ပြောချင်တာတော့ကံသာတာဒီအကောင့်ဘက်မှာရှိတယ်စီးပွားရေးနဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်မယ်အစားပိုင်းတော့နည်းနည်းအထနှိမ့်တတ်တယ်တိုးပြီးတော့ကြိုးစားအထုတ်တင်တာပေါ့နော်အခြေအနေနဲ့ပတ်သက်တဲ့ကံသာတာအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံသာတာတွေမှာကြတော့မာနာတရားကြောင့်မေတ္တာရေးတွေမှာထိခိုက်မှုကြုံရတတ်တယ်အဲ့တော့ဒီကာလမှာကံကောင်းတဲ့အယောင်နဲ့အနီရောင်ကောင်းပါအဲ့တော့ကိုယ်မှာအကြောင်းချင်းကကိစ္စလေးတွေရှိရင်အနီရောင်လေးတွေဝတ်တင်တယ်စောင်းတင်တယ်နောက်ထီတော်တာတို့ကံသမဲတို့တွေဝါသနာပါတဲ့တနင်္လာသားသမီးတွေဆိုရင်၄ကဏ္ဍကောင်းပါတယ်နော်အဲ့တော့၄ကဏ္ဍဆိုတော့ကိုယ်ကဏ္ဍတွေကိုပေါင်းလိုက်လို့ရှိရင်၄ရတဲ့နံပါတ်တွေကအကျိုးပေးသောနံပါတ်တွေဖြစ်ပါတယ်။တရားလုံးလှူဒန်း၍မြတ်စွာဘုရားကိုတရားလုံးလှူဒန်းပြီးတော့ဆုတောင်းမှာအညာအခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါကတော့တနင်္လာသားသမီးတွေအတွက်တပတ်တာကံကြမ္မာကိုဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။တနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကြီးကျမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။လိုရာဆန္ဒတလုံးတော်ပါတဲ့ရရှိနိုင်ပါစေ။ကျမ်းနိုင်အောင်လို့ဆောင်နိုင်မြောက်ကြပါစေလို့အယူတော်မင်္ဂလာချမ်းကနေအလေးနဲ့ဆုတောင်းမြတ်တာပို့တာပါတယ်။အယူတော်မင်္ဂလာချမ်းရဲ့လိပ်စာကတော့မော်ဘီတိုးဂိတ်အကျော်ကိုလုံးကွင်းမှတ်တိုင်ပိန်နေကုန်းကြေးရွာအယူတော်မင်္ဂလာချမ်းပဲဖြစ်ပါတယ်နော်အဲ့တော့အင်္ဂါသားသမီးများအတွက်အပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျဲပွင့်တဲတော်နမိတ်ကိုတဲတော်က9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်ကကြတော့မေတော်ကြီးလို့နာမည်ပေးထားတဲ့တဲတော်နမိတ်ဖြစ်ပါတယ်မေတော်ကြီးနမိတ်ကမိခင်ကိုကိုစားပြုတဲ့နမိတ်ဖြစ်ပါတယ်မိမဆံမှုကိုကိုစားပြုတဲ့နမိတ်ဖြစ်ပါတယ်စိတ်သက်စွမ်းအားတွေမြင်မာတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ကျွန်တော်အင်္ဂါသားသမီးတွေကတဲ့ဒီကာလမှာ
မိမိတို့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်းတွေမိမိတို့ရဲ့အကြံစီတွေမိမိတို့ရဲ့စိတ်ကူးတွေပေါ့နော်ရည်ရွယ်ချက်ကြီးမှန်းချက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာမိမိတို့ရဲ့မျှော်လင့်ချက်တွေယုံကြည်မှုတွေပြင်းထန်နေဖို့လိုအပ်ပါတယ်ကိုပြန်ပြီးတော့သုံးသပ်ကြည့်ရမယ်အချိန်ကာလဖြစ်ပါတယ်ကိုကစိတ်ဓာတ်ကြနေတယ်ကိုကစိတ်မကောင်းဖြစ်နေတယ်ကိုကလုံနိုင်တဲ့ရာဂိုင်းလုံးတဲ့အများကြီးရှော့လုံးနေတယ်ဆိုရင်တော့ကိုယ့်ရဲ့ဇွဲလုံးလောက်လေးရအောင်ပို့ပြီးတော့မောင်းတင်ဖို့လိုအပ်ပါတယ်ဒီကလာမှာအင်္ဂါသားသမီးတွေနဲ့စီးပွားရေးတွေအလုပ်ကိုင်းတွေအကြံစီတွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာအင်္ဂါသားသမီးတွေအနေနဲ့ပေါ့နော်လျှို့ဝှက်ပြီးတော့လုပ်တင်တာပေါ့နော်ကိုယ့်ရဲ့အတွေ့အကြံစိတ်ကူးတွေကိုသူများအုံနောက်ဖောက်စားသွားတာမျိုးတွေခံရတတ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ကံတရားမှာဂုဏ်ပြုခံရခြင်းဆိုတဲ့အရာတွေလည်းပါပါတယ်အတိအမှတ်ပြုခံရခြင်းတွေလည်းပါပါတယ်ဒါကြောင့်အလုပ်ထဲမှာအထက်လူကြီးရဲ့အတိအမှတ်ပြုခြင်းကိုခံရတတ်တယ်အထက်လူကြီးရဲ့ချီးမွမ်းထောပနာပြုခြင်းတွေခံရတတ်တယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်တော့လက်ရှိစီးပွားရေးတွေအလုပ်ကိုင်းတွေအကြံစီတွေဟာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရပြီးတော့ပတ်ဝန်းကျင်မိသားစုတွေရဲ့လေးစားမှုချီးမွမ်းမှုခံရတတ်တယ်နောက်ဘာသာရေးနဲ့ပတ်သက်တဲ့ကံတာတွေလုပ်ဖြစ်မှာပေါ့နော်တရားထိုင်ပြတာတွေအဋ္ဌံဝင်ပြတာတွေအင်မတန်မှကောင်းပါတယ်နောက်မိမိတို့ရဲ့နေအိမ်ကိုပြင်ဆင်ပြတာမျိုးလေးတွေစေတုပ်ပြတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ဒီကလာမှာအင်္ဂါသားသမီးတွေအတွက်ဘာပဲလုပ်လို့စီးပွားရေးနဲ့ပတ်သက်တာတွေအလုပ်ကိုင်းနဲ့ပတ်သက်တာတွေအကြံစီတွေနဲ့ပတ်သက်တာတွေပေါ့နော်ဘာပဲလုပ်လို့လျှို့ဝှက်ပြီးတော့ဆောင်ရွက်တဲ့အချိန်ကာလဖြစ်ပါတယ်စကားနဲ့လေအစဉ်ပြေလေဆိုတဲ့အချိန်ကာလလည်းဖြစ်ပါတယ်စကားများများပြောရင်အမှားများများပါတတ်တယ်ကိုယ့်ရဲ့အလုပ်ကိုင်းအကြံစီတွေကိုသူတစ်ပါးကသိသွားတတ်တာပေါ့နော်ဒါကြောင့်မလို့ဘာပဲလုပ်လို့စီးပွားရေးပဲဖြစ်ဖြစ်ယာတုတို့ကိစ္စကိုပဲကြိုးစားအယောင်းဝင်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပဲအကောင့်ထဲပေါ်တာပဲဖြစ်ဖြစ်ဘာပဲလုပ်လို့လျှို့ဝှက်ချက်နဲ့လုပ်တင်ပါတယ်နောက်အမျိုးသမီးတို့ရဲ့အကူအညီကောင်းတွေရတတ်တယ်ပံ့ပိုးပေးမှုတွေရတတ်တယ်မိခင်တို့အမတို့အတော်တို့အမျိုးသမီးတို့ရဲ့ကူညီပံ့ပိုးပေးမှုလည်းရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်စာချုပ်စာတမ်းလက်မှတ်ရေးထိုးရတာပေါ့နော်ပိုင်ဆိုင်မှုအတွက်စာချုပ်စာတမ်းလက်မှတ်ရေးထိုးပြတတ်တယ်အိမ်ဝယ်မယ်ခြံဝယ်မယ်ကားဝယ်မယ်တန်ဖိုးကြီးပစ္စည်းတွေအတွက်စာချုပ်စာတမ်းတွေလက်မှတ်ရေးထိုးအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ရင်တိုးတက်မှုကြုံမယ်ပေါ့နော်ကြီးပွားမှုတွေကြုံမယ်ငွေကြေးဥစ္စာဒနာချမ်းသာကြွယ်ဝမှုတွေကြုံတတ်တယ်ဒါကြောင့်မိမိတို့စီးပွားရေးလုပ်ငန်းတွေကိုထပ်ပြီးတော့တိုးချက်ပြီးတော့လုပ်ကင်တင်တယ်တိုးချက်လုပ်ကင်တဲ့အတွက်လည်းပဲအဖက်ဖက်ကနေပြီးတော့အကျိုးပေးပြီးတော့ကံကောင်းပြီးတော့အဆင်ပြေပြီးတော့အောင်မြင်မှုတွေအပြည့်အဝရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားတွေးဝေနေတဲ့ကိစ္စတွေနောက်တွေးဟဖြစ်နေတဲ့ကိစ္စတွေမတင်မကျဖြစ်နေတဲ့ကိစ္စတွေအတွက်ဆိုရင်ဧကံမုတ်ချလုပ်ကိုလုပ်တင်တဲ့အချိန်ကာလဖြစ်တယ်လုပ်ငန်းစီးပွားတွေတိုးချက်လုပ်ကင်တင်တယ်အကူအညီတွေကလည်းလွယ်လွယ်ကူကူရတတ်တာပေါ့နော်အခြေအနေတွေနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်လည်းပဲရည်မှန်းထားတဲ့လူတွေကတယောက်ပေါ့နော်လက်တွေ့ကိုယ်နဲ့အဆင်ပြေနေတာကတယောက်ဖြစ်တတ်ပါတယ်ကိုယ်နဲ့အသက်ပြီးတော့အဆင်မပြေတဲ့လူကိုကရည်မှန်းမိတတ်တယ်ပေါ့ဒါမှမဟုတ်ကျွန်တော်တင်းနာသားသမီးတွေဟာဒီကလာမှာအလုပ်ကိုင်းတွေအကြံစီတွေစီးပွားရေးနဲ့ပတ်သက်ရင်ကောင်းတယ်ကျန်းမာရေးကံစားတာအကောင်းများတယ်အဓိကတော့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့စာချုပ်စာတမ်းလက်မှတ်ရေးထိုးရခြင်းတွေကြုံတွေ့ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တကယ်တော့အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အပြာရောင်ဖြစ်ပြီးတော့နှစ်ကနန်းကအင်္ဂါသားသမီးတွေအတွက်ကံကောင်းတဲ့ lucky နံပါတ်တွေဖြစ်ပါတယ်အဲ့တော့အကျိုးပေးတဲ့နံပါတ်ကနှစ်ကနန်းဆိုတော့ထီထိုးတာတို့ကန်ဆယ်မဲထိုးတာတို့ဆိုရင်မိမိတို့ရဲ့ကနန်းနံပါတ်တွေကိုတစ်လုံးနဲ့ရအောင်ပေါင်းကြည့်မယ်ဆိုရင်နှစ်ကနန်းရတဲ့နံပါတ်ကအင်မတန်မှကောင်းပါတယ်အဲ့တော့ကိုယ့်ရဲ့မိခင်ကိုပူဇော်ပါမိခင်ကိုကူညီပါမိခင်ကိုထောက်ပံ့ပါမိခင်မရှိတော့ဘူးဆိုရင်လည်းမိခင်ရဲ့ဓာတ်ပုံကိုပူဇော်ကြော်ခြင်းအပြင်အင်္ဂါသားသမီးတွေရဲ့မကောင်းတဲ့ကံစားတာတွေအညံ့နေခိုက်တွေအလုံးကင်းစင်ပြပြောက်ပြီးတော့ကံကောင်းခြင်းလက်ပွင့်ခြင်းလက်ရှင်ခြင်းအောင်မြင်ခြင်းတွေကိုတည်တာပေါက်ရရှိစေမှာဖြစ်ပါတယ်အင်္ဂါသားသမီးများတပတ်တာကာလမှာတွေ့ကြုံရမယ့်ကံကြမ္မာဆိုးကောင်းများအတွက်ဟောပေးခဲ့တာဖြစ်ပါတယ်အင်္ဂါသားသမီးတို့ရဲ့မိတ်ဆွေပေါင်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတစ်လုံးတစ်ပါးလည်းရရှိနိုင်ပါစေကျမ်းတဲ့အောင်လို့ဆောင်းနေမြောက်ပါစေလို့ဆုတောင်းမြတ်တာများလှိုက်လိုက်လဲပို့တာပေးလိုက်ရပါတယ်ကျွန်တော်တို့ဗုဒ္ဓဦးသားသမီးများအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်ဗုဒ္ဓဦးသားသမီးများအတွက်ကြားလာတဲ့တဲတော်နမိတ်ကကြတော့ King of One ဆိုတာဒုဗ္ဗယင်ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒုဗ္ဗယင်နမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့ခေါင်းဆောင်ဖြစ်ခြင်းကိုညွှန်ပြတယ်ပါဝါနာကြီးခြင်းတွေကိုညွှန်ပြစွန်စားရဲခြင်းစွန်စားလုပ်ကိုင်မှာအောင်မြင်ခြင်းအဲ့လိုမျိုးတွေကိုညွှန်ပြတာပေါ့နော်ဒါကြောင့်မလို့အဓိကတော့ဒါတတ္တိကိုညွှန်ပြတယ်ကိုအားကိုခြင်းတွေကိုညွှန်ပြဒါကြောင့်မလို့ကျွန်တော်တို့ဗုဒ္ဓဦးသားသမီးတွေကဒီကာလမှာမိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်တွေမိမိတို့ရဲ့အကြံစီတွေစိတ်ကူးတွေအကောင့်ထဲပေါ်တဲ့နေရာမှာစွန်စားပြီးတော့လုပ်ကိုင်တဲ့အချိန်ကာလဖြစ်တယ်တခုလိုချင်လို့ရှိရင်တခုပေးဆက်ရဲတဲ့လူဖြစ်ရမယ်ဒါမှအောင်မြင်မှုရမှာပေါ့နော်ဆိုလိုတာတော့ရှုံးမယ်ဆိုရင်တော့မှအဲ့ဒီအရှုံးကိုခံနိုင်တဲ့လူဖြစ်ရတခုခုအောင်မြင်ခြင်းတဲ့အတွက်ကိုယ့်ဘက်ကပြန်ပြီးတော့ပေးနိုင်တဲ့အရာတွေပေါ့နော်ပတ်စံအပြင်ပတ်စံငွေကြေးပြင်ငွေကြေးအလုပ်ပြင်အလုပ်အဲ့ဒါလေးပေါ့အားလုံးကိုပြန်ပြီးတော့ပေးဆက်လုပ်ကိုင်မယ်ဆိုရင်ဒါဗုဒ္ဓဦးသားသမီးတွေအတွက်ဧကမုတ်ချအောင်မြင်ခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေကြုံနောက်တစ်ခုကဒီကာလမှာဗုဒ္ဓဦးသားသမီးတွေလည်းအကောင်းဆုံးသောကံတရားကဘာလဲဆိုတော့စကားပြောအောင်မြင်ခြင်းဖြစ်ပါတယ်ဒီကလာမှာဗုဒ္ဓဦးသားသမီးတွေကဘာပြောအောင်မြင်မှုတွေရနေတတ်တယ်။ဘာလုပ်မယ်လို့ဗဇက်ကနေပြောလိုက်တာနဲ့ဖြစ်မြောင်နေတတ်။ကိုယ်လည်းပဲအဖက်ဘက်ကနေပြီးတော့ကူညီပေးမဲ့လူတွေပံ့ပိုးပေးမဲ့လူတွေစိတ်တိုင်းကြလှုပ်ဆောင်ပေးမဲ့လူတွေကြုံနေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်မလို့စကားပြောရင်အောင်မြင်မှုရတတ်တယ်။
နောက်မိသားစုကိုတဲ့ဦးစီးဦးဆောင်လုံနိုင်တဲ့အချိန်ကာလဖြစ်တယ်မိသားစုတွေမဟုတ်ပါဘူးတဲ့တခြားသောအဖွဲ့အစည်းတွေကိုပါဦးစီးဦးဆောင်လှုပ်ဆောင်နိုင်တဲ့အရေးချင်းတွေပေါ်ထွက်လာတတ်တယ်ဗုဒ္ဓသားသမီးတွေအတွက်အလိုလိုနေနဲ့ခေါင်းဆောင်နေရကိုရောင်းမှန်းမသိရောက်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလုပ်ထဲမှာဆိုရင်လည်းခေါင်းဆောင်နေရတတ်တယ်တာဝန်ကိုယူနိုင်တဲ့ကံတရားမျိုးတွေရှိတယ်မိသားစုထဲမှာဆိုရင်လည်းပဲကိုကဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ခေါင်းဆောင်ဆိုတဲ့နေရာကိုရောက်ရှိသွားတတ်တယ်အဲ့တော့ပြောတဲ့အတိုင်းဖြစ်အောင်လုပ်နိုင်တဲ့အချိန်ကာလဖြစ်တယ်စီးပွားရေးနဲ့ပတ်သက်ရင်ကိုပြောတဲ့အတိုင်းကိုကြွေးကြော်ထားတဲ့အတိုင်းကိုတိုင်တယ်ထားတဲ့အတိုင်းဖြစ်မြောက်အောင်မြင်အောင်လုပ်နိုင်တဲ့အချိန်ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားသားသမီးတွေတွေလုပ်ရင်ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်ဧကံမှုချလုပ်တင်တယ်လုပ်လို့ချင်းလည်းပဲကိုမျှော်လင့်ချက်အတိုင်းဒေတာပေါအောင်မြင်မဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဘုရားသားသမီးတွေကဒီကလာမှာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ကိုညီပန်မှုပေးမှုတွေရတတ်တယ်လူငွေရေးနဲ့ပတ်သက်ပြီးတော့ဂုံတိတ်ကရရှိခြင်းတွေကြုံမယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာမှာဆိုရင်တော့ပြောတိုင်းဖြစ်ပြီးတော့လှုပ်တိုင်းဟုတ်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်တယ်ဆိုတော့ကင်းဆိုတဲ့နမိတ်ပေါ့နော်ကင်းဆိုတော့ဘယင်နမိတ်ပေါ့အဲ့တော့ယာတုတိုးတဲ့ကိစ္စတွေလာသာတိုးတဲ့ကိစ္စတွေနေရာကောင်းကြတဲ့ကိစ္စတွေလည်းဧကမုတ်ချကြုံရတတ်ပါတယ်အဲ့တော့ဘာလို့အဆင်ပြေနေတတ်တဲ့အချိန်ကာလပေါ့အဲ့တော့ခေါင်းဆောင်ဆိုတဲ့အတွက်နည်းနည်းလေးပင်ပန်းတတ်တော့အရာရာကိုတာဝန်ယူရတတ်တယ်အရာရာကိုဦးစီးဦးဆောင်လုပ်ရတတ်တယ်အရာရာကိုဆုံးဖြတ်ချက်ချအဲ့တော့ဒီကလာမှာတတ်နိုင်သလားပင်ပန်းမှုလေးတွေတော့ကြုံရတတ်တယ်အရေးကြီးတာကတော့ကိုယ်စမ်းကိုယ်စားရှိသလားဉာဏ်စွမ်းဉာဏ်စားရှိသလားကြိုးစားအထောက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အခြေအနေတော်နဲ့ပတ်သက်တဲ့ကံတရာမှာကြတော့အချစ်ကြီးတယ်လို့အမြဲကြီးတတ်တဲ့အချိန်ကာလဖြစ်တယ်ဒါကြောင့်မလို့ရုပ်တရက်မမျှော်လင့်မဲနဲ့အပြောင်းလဲလေးတွေတွေ့ကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ကိုချစ်တယ်လို့ကိုပြန်မချစ်ဘူးကိုပေးဆက်ထားတယ်လို့ကိုပြန်ပြီးတော့မပေးဆက်ဘူးအဲ့လိုမျိုးလေးတွေကြုံပြီးတော့အဲ့တော့ရုပ်တရက်အခြေအနေတော်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာမမျှော်လင့်မဲနဲ့အပြောင်းလဲလေးတွေဖြစ်တတ်တာပေါ့နော်အဲ့ဒါလေးတွေတော့အထူးသတိထားဖို့လိုအပ်ပါတယ်ဒီကတော့စီးပွားရေးလုပ်ငန်းတွေတိုးချဲ့ပါလုပ်ငန်းတွေအကောင့်ထဲပေါ်ပါအလုပ်တစ်ရှာဖွေတင်ပါတယ်နိုင်ငံတစ်ကိုတွားမယ်လို့စိတ်ကူးရင်လည်းပဲနိုင်ငံတစ်ကိုခြိလှမ်းတင်တယ်အောင်မြင်မဲ့ကံတရားမျိုးတွေရှိရေးကြည့်တာကတော့ဗုဒ္ဓသားသမီးတွေရဲ့ကံစာတာရကံနမိတ်ရဆိုရင်ဘာလို့စွန့်စားမှုလေးတွေထည့်ပြီးတော့လုပ်ပါလွယ်လွယ်ကူကူကတော့ဘဝကဖြစ်မနေတတ်ပါဘူးတက်တောင်တက်တာကတော့ဖြစ်မနေတတ်ပါဘူးတခုလိုချင်တခုပေးဆက်နေရတတ်တဲ့လောကကြီးဖြစ်ပါတယ်တခုလိုချင်တခုပြန်ပြီးတော့ပေးဆက်နေရတတ်တဲ့အချိန်လောကကြီးဖြစ်တဲ့အတွက်ဗုဒ္ဓသားသမီးတွေအနေနဲ့တခုခုကိုရှုံးကြည်နဲ့မြတ်ချီဆိုရင်မြတ်ချီကပိုများပါပေးဆက်ရာကျိုးထိုက်တန်မဲ့အချိန်ကာလဖြစ်ပါတယ်ပေးဆက်တဲ့စွန်စားတဲ့အချိန်ကာလမျိုးတွေလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားသားသမီးတွေစွန်စားမှာကိုမကြောက်ပါနဲ့ပေးဆက်အမှာကိုမကြောက်ပါနဲ့တခုလိုချင်တခုပြန်ပြီးတော့ပေးရတာမျိုးတွေလည်းမကြောက်ပါနဲ့ဧကံမုတ်ချဒီတက်မကကြီးမားတဲ့အောင်မြင်မှုလိုဟာမျိုးတွေရရှိနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘုရားသားသမီးတွေအတွက်ကံကောင်းတဲ့အရာကတော့အနီရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်1 4 5 1ကဲ4ရယ်5ရယ်ဆိုတဲ့နံပါတ်တွေကကြတော့ဘုရားသားသမီးများအတွက်ကံကောင်းစေတဲ့နံပါတ်တွေဖြစ်ပါတယ်အဲ့တော့ကုန်းတရဝါအစာကျွေးနဲ့စူတောင်းမှာကုန်းတရဝါမှာခွေးလဲပါတာပေါ့နော်ခွေးတွေကိုလမ်းဘေးခွေးတွေကိုအစာကျွေးနဲ့စူတောင်းမှာဘုရားသားသမီးတွေကြိုးတရမယ်မကောင်းတဲ့ကံစားတာအညံ့ကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဘုရားသားသမီးတို့ရဲ့မိတ်ဆွေအပေါင်းကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတစ်လုံးတော်ရရှိနိုင်ပါစေကျမ်းနိုင်အောင်လို့ဆောင်နိုင်မြောက်ပါစေလို့ဆုတောင်းမြတ်တာများလိုက်လဲပူတာပေးလိုက်ရပါတယ်ကျွန်တော်တို့ယူရိုမင်္ဂလာချမ်းရဲ့လိပ်စာကတော့မော်ဘီတိုးဂိတ်အကျော်ကိုလုံးကွင်းမှတ်တိုင်ပိန်းနေကုန်းဆိုတဲ့ကြေးရွာမှာယူရိုမင်္ဂလာချမ်းတည်ရှိပါတယ်နော်ကြာသာပရိသတ်သမီးတွေအတွက်ကြာလာတဲ့တေရောနမိတ်ကကြတော့ဓာနမိတ်ပေါ့နော်ဓာနမိတ်ဖြစ်ပါတယ်တိန်နာတဲ့ကနေထွက်လာတဲ့လက်တစ်ဖက်ဖြစ်ပါတယ်အဲ့ဒီလက်ထဲမှာဓာတစ်ချောင်းကင်လာတယ်အဲ့ဒီဓာရဲ့ထိပ်မှာတက်တပူတစ်ခုကိုစွတ်ထားတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့ပြဿနာနည်းနည်းရှိတယ်ဖြေရှင်းနိုင်တယ်ကြာသာပရိသတ်သမီးတွေရဲ့ဘဝမှာကြာသာပရိသတ်သမီးတွေရဲ့ကံတရားမှာမမျှော်လင့်မဲ့နဲ့အခက်အခဲလေးတွေကြုံနိုင်တယ်ပြဿနာလေးတွေကြုံနိုင်တယ်အလုံးမှာဆိုရင်လည်းပြဿနာလေးတွေကြုံတတ်တယ်လောက်ပေါ်ကင်ပဲချင်းအစင်မပြေမှုလေးတွေကြုံရတတ်တယ်ကိုယ်လိုက်ပြီးတော့တိုက်ခိုက်နေတာလေးတွေကိုယ်လိုက်ပြီးတော့နှောက်ယှက်နေတာမျိုးလေးတွေကြုံရတတ်တယ်အဲ့ဒီလိုပြဿနာကြုံတိုင်းအဲ့ဒီပြဿနာတွေကိုကိုကကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်မဲ့အခြေအနေမျိုးရှိတယ်နောက်အကြံစီအသစ်တွေလည်းပေါ်တတ်တယ်အစီအစဉ်အသစ်တွေလည်းပုံတတ်တယ်အဲ့ဒီအကြံစီတွေအဲ့ဒီအစီအစဉ်တွေကိုလည်းကောင်းကောင်းမွန်မွန်ဆုံးဖြတ်ချက်ချပြီးတော့လောက်ကင်သွားနိုင်မဲ့အခြေအနေမျိုးရှိပါတယ်အဓိကတော့ကျွန်တော်ယုံကြည်ချက်တွေပေါ့နော်ယုံကြည်ချက်တွေဟာအင်မတန်မှလွန်ကဲနေတဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်ယုံကြည်မှုတွေက over ဖြစ်နေတတ်တာပေါ့နော်1 2 3 4အဲ့တော့ကြာသာပရိသတ်သမီးတွေရဲ့ကံတရားမှာယုံကြည်ချက်တွေဟာအင်မတန်မှ over ဆိုတာတကယ်ကိုပြင်းထန်နေတတ်တာပေါ့နော်ယုံကြည်မှုတွေအတွက်အောင်မြင်မှုတွေလည်းရတတ်ပါတယ်နောက်တစ်ခုအောင်ပွဲခံရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်မြင်မာတဲ့ဘဝရဲ့အစဉ်တန်းတွေကိုရောက်ရှိသွားနိုင်တဲ့အချိန်ကာလမျိုးဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့အလုပ်ကိုင်တွေကိုယ့်ရဲ့အကြံစီတွေကိုယ့်ရဲ့စိတ်ကူးတွေကိုအကောင့်ထဲပေါ်တင်လို့ရင်ကောင်းမလားမကောင်းလားဆိုရင်ကောင်းတာပေါ့နော်အရန်ကောင်းတယ်ဘာလို့အောင်မြင်မဲ့အချိန်လို့တောင်ပြောမယ်ဆိုရင်ပြောလို့ရပါတယ်နောက်အလုပ်တွေပါလေ
ရတတ်တယ်အလုပ်ပြောင်းရတဲ့ရွှေ့ရတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့လိုအလုပ်ပြောင်းတာတွေရွှေ့တာတွေအတွက်လည်းနေရာကောင်းရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကျွန်တော်တို့ကြာသာပတိသားသမီးတွေရဆိုရင်လည်းခေါင်းဆောင်နေရာကို automatic ရောက်ရှိသွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းပဲအောင်မြင်မှုအသီးအပွင့်တွေကိုခံစားရမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ထူးခြားတဲ့ကံတရားမျိုးရှိပါတယ်ကိုယ့်ရဲ့ငွေကြေးလိုအပ်ချက်တွေကိုအိမ်နိုင်ရာရောက်လာပြီးတော့အလှူပေးတာအိမ်နိုင်ရာရောက်လာပြီးတော့ကိုကြီးဆောင်ရွက်ပေးတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့နမိတ်ကြီးကတော့အရန်ကောင်းပါလေနော်နမိတ်ကတော့အရန်ကောင်းဒါကြာလာပရိသတ်သမီးတွေကိုပြောချင်တာကတော့ဒီကလာမှာဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချပါအစီအစဉ်အသစ်တွေကိုအမြဲတမ်းကြိုးစားဆောင်ရွက်တင်ပါတယ်ဘဝအတွက် second plan ထားတင်တယ်ဒါမဖြစ်ရင်ဒါလုပ်မယ်ဒါမဖြစ်ရင်ဒါလုပ်မယ်အဲ့လိုမျိုးရန်ထားတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဘာပြဿနာပဲဖြစ်ဖြစ်ပြဿနာတိုင်းဟာသူ့လိုဖြေရှင်းသွားနိုင်မယ်။အောင်ပွဲခံနိုင်မယ်။အဲဒီပြဿနာတွေတစ်ခုတစ်ခုဖြေရှင်းပြီးတိုင်းမှာကြာသာပရိသတ်သမီးတွေကဘဝအစဉ်လုပ်ငန်းမှာယာတုအစဉ်အတန်းမြင်မာသွားမှုတွေကြုံရတတ်ပါ။ဒါကြောင့်ဘဝကတိုးတက်မယ်။အောင်မြင်မဲ့အချိန်လို့ကိုယ့်ကိုယုံကြည်ပြီးတော့အပတ်တကူကြိုးစားထုတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံတရာမှာအခြေကြီးသလိုအမြဲကြီးတတ်တဲ့တန်တရားကြောင့်အခြေအိမ်တော်ကြီးတွေမှာအစင်မပြေဖြစ်တတ်တယ်။ကိုယ်နဲ့တွဲနေတဲ့ကိုချစ်သူပေါ်မှာတစ်ချိန်လုံးတန်တရားတွေဝင်နေတတ်တဲ့ကိုယ့်အိမ်တော်ဘက်ပေါ်မှာတန်တရားတွေနဲ့ဆွဆွဲပြောဆိုမိတတ်တယ်။အဲ့ဒါတော့ကောင်းလားမကောင်းလားဆိုရင်မကောင်းပါဘူးနော်။မကောင်းတဲ့အတွက်မလုပ်သင့်ပါဘူး။အဲ့တော့ကျွန်တော်တို့ကြာသာပရိသတ်သမီးတွေအတွက်တဲတော်နမိတ်ကကြတော့အင်မတန်မှကောင်းတယ်တဲ့။ဓာသွားတက်ကတရပူတဲ့။ဓာသွားတက်ကတရပူဆိုတော့တရပူကတော့အောင်မြင်ခြင်းပါပဲ။ဓာနဲ့ရယူထားတော့တရပူလို့အဓိပ္ပာယ်ကောင်းမယ်ဆိုရင်ကောင်းအဲ့တော့အောင်မြင်ခြင်းရခြင်းနဲ့ဆိုရင်အောင်မြင်ခြင်းကိုလိုချင်တဲ့အောင်မြင်မှုကကြီးမားရင်ကြီးမားသလားကိုလျှောက်လန်းရမယ်ဘဝအခက်ခဲရလဲပို့ပြီးတော့ကြမ်းတမ်းမှုရှိပါတယ်နော်အဲ့တော့စီးပွားရေးတွေလုပ်ပါလုပ်ငန်းတွေတိုးချဲ့ပါအလုပ်ကိုင်ကြံစီတွေအကောင့်တွေပေါ်ပါပြဿနာတိုင်းကိုလည်းပဲဖြေရှင်းနိုင်တဲ့အရေးချင်းရှိတဲ့ကံကြမ္မာမျိုးရှိပါတယ်အဲ့တော့ကြာသာပရိသတ်သမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်ဆိုရင်အဝါရောင်ဖြစ်ပါတယ်အဲ့တော့အကျိုးပေးတဲ့ lucky နံပါတ်ကတော့တေကနန်းဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကနန်းတွေကိုပေါင်းကြည့်လိုက်တေကနန်းရတဲ့နံပါတ်တွေဒီကောင်းကျိုးပေးပါတယ်မြတ်စွာဘုရားကိုတစ်ခွာပန်းဘုရားကိုကတ်လူပြီးတော့ဆူတောင်းမှာအញ្ញံခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ကြာသာပရိသတ်သမီးများအတွက်တပတ်တာကာလမှာတွေ့ကြပါမယ်ကံကြမ္မာတွေအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကကံကြမ္မာဖတ်ကြားပေးကြတာဖြစ်ပါတယ်ကြာသာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုယ်ကြမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတစ်လုံးတစ်ပါးလည်းရရှိနိုင်ပါစေကျန်တဲ့အောင်လို့စောင်းနေမြောက်ပါစေလို့ဆုတောင်းမြတ်တာများလှိုက်လဲပို့တာပေးပါတယ်ကျွန်တော်ရဲ့ယူတော်မင်္ဂလာချန်ကလိပ်စာကတော့မော်ဘီတိုးဂိတ်အကျော်ကိုလုံးကွင်းမှတ်တိုင်ပိန်နယ်ကုန်းရွာကိုလုံးကွင်းနဲ့ပိန်နယ်ကုန်းမှတ်တာပါနော်ကိုလုံးကွင်းပိန်နယ်ကုန်းအယူတော်မင်္ဂလာချန်ဖြစ်ပါတယ်ကြည့်အားလုံးမင်္ဂလာပါအဲ့တော့တောက်ကြသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်ဖြစ်ပါတယ်ကျဲပွင့်တပွင့်နမိတ်ဖြစ်ပါတယ်အဲ့တော့ဒီနမိတ်ကတိန်တိုင်းတရကနေလက်တစ်ဖက်ထွက်လာတယ်အဲ့လက်တစ်ဖက်ထဲမှာအဝါရောင်ကျဲပွင့်ရာထင်ထင်ရှားရှားနဲ့ဖြစ်နေတဲ့နမိတ်ပေါ့နော်မဟုတ်ဦးလေးလည်းရှိတယ်မဟုတ်ဦးလေးအချိန်မှာပန်းညံလေးလည်းရှိတယ်အခွင့်အရေးတွေအခွင့်အလမ်းတွေပေါ်ပေါက်မယ်တဲ့နော်ဒီတဲတော်နမိတ်ရဆိုရင်တောက်ကြသားသမီးတွေဟာအခွင့်အရေးအခွင့်အလမ်းတွေများစွာပေါ်ပေါက်တတ်တယ်ကံကောင်းခြင်းတွေကလည်းပဲတကားမခောက်ပဲနဲ့ automatic အလိုလျောက်ရောက်ရှိလာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ထူးခြားချက်ကတော့လက်ဆောင်ပစ္စည်းတွေဒီကာလမှာမမျှော်လင့်မနဲ့ရတတ်ပါတယ်လက်ဆောင်ရတတ်တာပေါ့နော်အဲရလို့ရှိရင်လည်းအကျိုးပေးတဲ့လက်ဆောင်တောင်းမွန်တဲ့လက်ဆောင်ဖြစ်တတ်ပါတယ်နောက်တောက်ကြသားသမီးတွေရဲ့ကံတရားကစ조사မှုရဲ့ရလက်စ조사မှုရဲ့အကျိုးရလက်တွေသိတာထင်ရှားစွာနဲ့ဖြစ်ထွန်းတတ်တဲ့အချိန်ကာလဖြစ်ပါတယ်ကိုယ်ကဘယ်လောက်စ조사ခဲ့လဲအတိတ်ကာလတော့အဲစ조사မှုအတိုင်းအောင်မြင်မှုတွေကလည်းအသီးပွင့်တွေဖြစ်တတ်တယ်အဓိကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ပတ်စံတွေဝင်တတ်တာပေါ့နော်ပတ်စံတွေဒီပေါက်တကယ်လို့ငွေတွေဝင်လာတတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ကံတာကောင်းဒီပေါက်လို့ငွေဝင်တယ်အမွေရလို့ငွေဝင်တယ်အကူအညီရလို့ငွေဝင်တယ်ကောက်ရလို့ငွေဝင်တယ်အဲ့လိုပဲငွေချင်းနဲ့ပတ်သက်ရင်ကံတာတွေအထူးကောင်းမွန်တတ်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ပတ်စံနဲ့ပတ်သက်ပြီးတော့တောကကြုံနေတဲ့ပူပန်နေတဲ့တောက်ကြသားသမီးတွေရှိတယ်ဆိုရင်လုံးဝမပူနဲ့လို့ပဲပြောချင်တာဖြစ်ပါတယ်နောက်ဒီကာလမှာကုမ္ပဏီဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေတာဝန်ဝတ္တရားအသစ်တွေလုပ်ငန်းအသစ်တွေရရှိတတ်တယ်အဲ့လိုပဲယာတုတိုးခြင်းတွေလည်းကြုံရတတ်တယ်ယာတုတိုးပြီးတော့လုပ်ငန်းတာဝန်အသစ်တွေထမ်းရွက်ရတတ်တယ်အဲ့လိုထမ်းရွက်တဲ့အခါမှာလည်းပဲကိုယ်တိုင်ကကံကောင်းပြီးတော့အောင်မြင်နဲ့လုပ်ကိုင်ဆောင်ရွက်နိုင်မဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါမှမဟုတ်အချိန်ကောင်းအခါကောင်းနက်ခတ်ကောင်းကြုံမဲ့တောက်ကြသားသမီးတွေလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးเนาะအဲ့တော့တောက်ကြသားသမီးတွေနဲ့ဒီကာလမှာဘာလို့အဆင်ပြေတတ်တဲ့အချိန်ကာလဖြစ်တဲ့အတွက်เนาะဘာလို့အဆင်ပြေတတ်တဲ့အချိန်ကာလဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေဟာဒီကာလမှာကျွန်တော်တို့လုပ်ရင်ကောင်းမလားမကောင်းလားစဉ်းစားမနေပါနဲ့လုပ်တင်လားမလုပ်တင်ဘူးလားချိန်စားမနေနဲ့လုပ်ကိုလုပ်တင်ပါလုပ်တဲ့အခါမှာစီးပွားရေးတွေအလုပ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေအသစ်ဆိုရင်ပို့လို့တောင်မှကောင်းပါသေးတယ်ကိုမရောက်ဘူးသေးတဲ့အရက်ဒေတာကိုခရီးသွားလာရခြင်းတွေကြုံရတတ်တယ်အထူးအဖြင့်ကျေးလက်ဒေတာခရီးတို့နော်အဲ့လိုမျိုးတွေသွားတင်တယ်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်ပါတယ်ဒါမှမဟုတ်ဒီကာလမှာကြားတဲ့တဲတော်နမိတ်ရဆိုရင်တောက်ကြသားသမီးတွေက
စူတောင်းတိုင်းပြည့်တဲ့အချိန်လို့ပြောမယ်ဆိုရင်ပြောတဲ့ခံတရားမျိုးဖြစ်ပါတယ်တာဝန်ယူနိုင်တဲ့အချိန်ကာလလည်းဖြစ်တယ်မိဘတာဝန်တွေကိုကိုယူနိုင်မယ်မိသားစုတာဝန်တွေကိုကိုယူနိုင်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကိုတာဝန်ယူနိုင်ဒီဝါရေးလုပ်ငန်းဆောင်တာတွေတိုးတက်အောင်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့ကိုကတာဝန်ယူနိုင်တယ်အာမခံချက်တွေပေးနိုင်တဲ့အနေအထားမျိုးတွေဒီရောက်မယ်အဲ့တော့ပြောချင်တာတော့တောက်ကြသားသမီးတွေအတွက်တက်လန်းရှိတယ်တဲ့နော်တက်လန်းရှိတယ်ပေါ့နမိတ်ကားဦးတွေကကောင်းပါတယ်ဒီတကားမဟုတ်လေးကနေဝင်ရောက်သွားရင်ပဲကိုယ့်ရဲ့အလုပ်ကိုင်းခွင့်ရခွင့်လန်းတွေကံကြမ္မာကောင်းတွေကြုံတာပေါ့ဒီလိုကံတာတာကောင်းတဲ့အချိန်ကာလမှာကျမ်းမာရေးဆိုးဆိုးရွားရွားညံ့မဲ့အချိန်ကာလမျိုးလုံးဝမရှိပါဘူးကျမ်းမာရေးကံတာတာအင်မတန်မှကောင်းပါအခြေအနေနဲ့ပတ်သက်တဲ့ကံတာတာတွေမှာဆိုရင်လည်းပဲကိုချစ်သူတို့ကိုအိမ်အောင်ဘက်တရားပေးမဲ့လက်ဆောင်ပစ္စည်းမျိုးတွေတောင်ရရှိတတ်ပါသေးတယ်အဲ့တော့တော်တော်လေးကိုပဲစိတ်ချမ်းသာကြကောင်းပါအဲ့တော့စိတ်တည်လူတင်တဲ့ဘဝတည်တိဆောက်တဲ့အချိန်လို့ပြောမယ်ဆိုရင်လည်းမမှားပါအတိတ်ကာလတော့ရှိခဲ့ဦးတယ်စိတ်ပိုင်းဆိုင်ရာအငြိအကျေးတွေအားလုံးကိုခွာချပြီးတော့အနာဂတ်အတွက်ကြိုးစားအထောက်တင်ပါတယ်တက်တက်ကြွကြွနေထိုင်တင်ပါတယ်ပေါ့ပေါ့ပါပါလေးလည်းလောက်ကိုင်းတင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အကြောင်းဆိုရင်အစိမ်းရောင်ကအကျိုးပေးတာပါအဲ့တော့အစိမ်းရောင်ဝစ်ပါအစိမ်းရောင်စောင်းပါထီထိုးတာတွေကံသမဲတို့တာတွေဝါသနာပါတဲ့တောက်ကြသားသမီးတွေဆိုရင်တေကနန်းကအကျိုးပေးပါတယ်နော်ပေါင်းခြင်းတေကနန်းရတဲ့နံပါတ်တွေရှာပြီးတော့ဒီကံစမ်းတင်ပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရွှေသင်္ကန်းဘုရားရုပ်ပွားတော်မြတ်ကိုရွှေသင်္ကန်းစေတီတော်တဆူဆူကိုရွှေသင်္ကန်းကတ်လူပူသွားပြီးတော့ဆူတောင်းလိုက်ပါတဲ့တောက်ကြသားသမီးတွေကြုံတွေ့နိုင်တဲ့မကောင်းတဲ့ကံစားတာအညံ့ကြိုက်တွေကင်းစင်ပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသွားစေမှာဖြစ်ပါတယ်ဒါတောက်ကြသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလိုရာဆန္ဒတလုံးတစ်ပါးတည်းရရှိနိုင်ပါစေကျန်တဲ့အောင်လို့ဆောင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာများလိုက်လဲပို့တာပေးလိုက်ရပါတယ်နော်ကဲကျွန်တော်တို့စနေသားသမီးတွေအတွက်ကြာလာတဲ့တေတော်နမိတ်ကကြတော့ခွက်နမိတ်ဖြစ်ပါတယ်ခွက်ဖလားတွေကနေပြီးတော့ရေတွေဖြာကျနေတဲ့သင်္ကေတနမိတ်ပါသူကလည်းတိတ်တက်တွေကနေပြီးတော့လက်တစ်ဖက်ကထွက်လာတယ်အဲ့လက်ထဲမှာရွှေကလတ်ကိုကင်ထားတယ်ရွှေကလတ်တွေကနေပြီးတော့ရေတွေဖြာကျနေတာပေါ့နော်အောက်မှာကြာကန်လေးတစ်ခုရှိတာပေါ့ဒီနမိတ်ကိုမြင်လိုက်တာနဲ့ကျွန်တော်တို့ဘာတွေကိုအရင်ဆုံးခံစားရမလဲဆိုရင်ကျွန်တော်တို့ရဲ့စိတ်နှလုံးလေးအေးချမ်းသွားတဲ့ခံစားချက်ကိုခံစားရတာဖြစ်ပါတယ်ဒီနမိတ်ကစိတ်ချမ်းသာခြင်းတွေကိုကိုစားပြုတာပါမေတ္တာစိတ်မေတ္တာတရားတွေကိုကိုစားပြုတယ်ကိုချင်းစာနာစိတ်ကောင်းခြင်းတွေကိုကိုစားပြုပါတယ်ဒါကြောင့်စနေသားသမီးတွေကဒီကာလမှာအလိုလိုနေနဲ့ကိုစိတ်ချမ်းသာနေတတ်တယ်အလိုလိုနေနဲ့ကိုစိတ်ပျော်ရွှင်နေရတတ်တယ်မြင်သမျှတွေ့သမျှအရာအားလုံးကလည်းပဲစိတ်ချမ်းသာစရာတွေပဲကြုံနေရတတ်ပါတယ်ကိုယ်ကိုယ်တိုင်ကလည်းပဲကိုယ်နဲ့တွေ့ရတဲ့9ရက်သားသမီးတွေပေါ်မှာမေတ္တာစိတ်တွေထားနိုင်တယ်9ရက်သားသမီးတွေရဲ့မေတ္တာဓာတ်တွေကိုလည်း automatic ကအလိုလိုနေနဲ့ရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကိုချင်းစာနာစိတ်တွေတဖြည်းဖြည်းတိုးပွားလာတတ်ပါတယ်ကိုယ့်ရဲ့လုပ်ပေါ်ကိုင်ဘက်တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုဝင်တွေပဲဖြစ်ဖြစ်ကိုယ်နဲ့ထိတွေ့ဆက်ဆံရတဲ့9ရက်သားသမီးတွေနဲ့စနေသားသမီးတွေနဲ့ဟာ automatic ပေါ့နော်အလိုလိုနေနဲ့စိတ်ချင်းရင်းနှီးသွားတာမျိုးတွေ connection ဖြစ်သွားတာမျိုးတွေတုံးရတတ်တယ်သူတစ်ပါးကိုလည်းစိတ်ချမ်းသာအောင်ပြုလုပ်ပေးရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုကအကြောင်းပြမနဲ့စိတ်ဓာတ်တွေကျနေတယ်တောကတွေများနေတယ်စိတ်ဆင်းရဲနေတယ်ဆိုရင်လည်းကိုယ့်ရဲ့စိတ်ဓာတ်တွေဟာအလိုလိုနေနဲ့ပြန်လဲပြီးတော့အေဂျင့်လာတာတို့ပြန်လဲပြီးတော့ကောင်းမွန်လာတာတို့ပြန်လဲပြီးတော့တိုးတက်လာတာမျိုးတွေကြုံရတတ်တဲ့ကံတရားမျိုးပါဒါစိတ်ကြည်နူးစရာကောင်းတဲ့လက်ဆောင်ပစ္စည်းလေးတွေရတတ်တယ်အဲ့တော့မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်တွေမိမိတို့ရဲ့အကြံစီတွေကိုအကောင့်ထဲပေါ်မယ်ဆိုရင်ကောင်းမကောင်းဆိုရင်အင်မတန်မှကောင်းပါတယ်အဆင်ပြေမပြေဆိုရင်ပြေပါတယ်လုပ်တင်မလုပ်တင်လုပ်ရင်ကောင်းမလားမကောင်းလားတိုးချက်လုပ်ကိုင်တင်သလားမတင်ဘူးလားလို့ကြိုးစားအားထုတ်နေတဲ့ကိစ္စတွေဆိုရင်ဧကံမုတ်ချအဆင်ပြေခြင်းကံကောင်းခြင်းအောင်မြင်ခြင်းတွေရတတ်ပါတယ်နောက်တစ်ခုကမိသားစုတွေထဲမှာသားသမီးမရှိသေးတဲ့စနေသားသမီးတွေဆိုရင်မျောလင့်နေတဲ့ကိုဝင်နဲ့မျောလင့်နေတဲ့သားသမီးတွေရတတ်ပါတယ်အတွေ့အကြုံအကြံသစ်တွေလည်းပဲအလိုလိုနေနဲ့ပေါ်ပေါက်လာတတ်ပါတယ်စနေသားသမီးတွေရဲ့ထူးခြားတဲ့ကံတရားကတော့ဒီကာလမှာတိတ်ပြီးတော့စူးစမ်းစရာမလိုပဲနဲ့အလိုလိုနေနဲ့ငွေတွေဝင်လာတတ်ပါတယ်ခါတိုင်းဇွဲလုံးလောက်ရိယအပြည့်နဲ့စူးစမ်းအထုတ်ပြီးတော့မှများများစူးစမ်းပြီးတော့နည်းနည်းဝင်တတ်တဲ့ကံတရားကနေပြီးတော့နည်းနည်းလေးလုပ်ပြီးတော့မှများများဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကာလမှာတကယ်လို့ထီထိုးတင်တဲ့အချိန်ကာလလို့တော့ပြောလို့ရပါတယ်ထီကံကောင်းတဲ့အချိန်ကာလဖြစ်တယ်ထီထိုးတင်တဲ့အချိန်ကာလမျိုးဖြစ်တယ်အဲ့တော့နိုင်ငံသားထီဗမာထီစသဖြင့်ကိုနှစ်သက်ရာထီတွေကိုထဲထဲဝင်ဝင်ထိုးနိုင်ပါတယ်အဲ့တော့လူကြီးသူမတွေကလည်းချီးမြှောက်ခြင်းထောက်ပံ့ခြင်းတွေကြုံရတတ်တယ်အဓိကတော့ဒီနမိတ်ကကျတော့ peace ဆိုတာငြိမ်းချမ်းခြင်းကိုကိုစားပြုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးတွေအတွက်အဖက်ဖက်ကနေပြီးတော့စိတ်ချမ်းသာစရာတွေကံကောင်းခြင်းတွေပျော်ရွှင်စရာကောင်းတာတွေဝမ်းသာစရာကောင်းတာတွေပျော်ရွှင်စရာကောင်းတဲ့လက်ဆောင်ပစ္စည်းတွေသူတစ်ပါးကိုစိတ်ချမ်းသာအောင်ပြုလုပ်ပေးနိုင်ခြင်းတွေအလိုလိုနေနဲ့ automatic ကြုံတတ်ပါတယ်နော်แล้วကိုယ်လည်းစိတ်ချမ်းသာအောင်လုပ်ပေးမဲ့လူတွေနဲ့ဂျုံနေရတတ်တာပေါ့နော်အခြေအနေအောင်ကြီးဆိုရင်လည်းချစ်သူအစ်စ်နော်ချစ်သူအစ်စ်ကိုယ်ပေါ်မှာအစစရာကောင်းမွန်တဲ့အချစ်တဲ့အချစ်စစ်ရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကြီးသားတွေပါလေအပြောခံရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်တဲ့စစ်မှန်တဲ့ဖူးစာဘက်နဲ့စုံစည်းရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာကတော့အပြာရောင်ဖြစ်ပြီးတော့တေကနန်းအကျိုးပေးပါတယ်အဲ့တော့ပေါင်းကြည့်လိုက်လို့ချင်းတေကနန်းရတဲ့ကနန်းနံပါတ်တွေကိုရှာပြီးတော့ကန်ဆန်းတင်ပါတယ်မိမိတို့ရဲ့ကံတာအညံ့ခိုက်တွေကင်းစင်ပြပြပြီးတော့ကံကောင်းခြင်းတွေရရှိစေဖို့အတွက်ဆိုရင်ဖျောင်းနိုင်အကြီးပေါ်မှာအသေးဆင့်ထွန်းပြီးတော့ဖျားမိပူသွားမယ်ဆိုရင်စနေသားသမီးတွေကြုံတွေ့ရတဲ့မကောင်းတဲ့ကံတာအညံ့ခိုက်တွေကင်းစင်ပြပြပြီးတော့
ကံကောင်းခြင်းလက်ပွင့်ခြင်းလက်ရှင်ခြင်းအောင်မြင်ခြင်းတွေကိုရရှိတင်မှာဖြစ်ပါတယ်ဒီတော့မင်္ဂလာအချမ်းကိုလာရောက်မဲ့ကျွန်တော်ရဲ့မိတ်ဆွေများတိုးဂိတ်အကျော်ကိုလုံးကွင်းမှတ်တိုင်ပိန်းနေကုန်းကြီးပါကိုမှတ်ထားဖို့လိုအပ်ပါတယ်နော်ပြီးတော့စနေသားသမီးတွေကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုကြီးချမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်ဝပါစေလူရင်းဆန္ဒတစ်လုံးတစ်ဝါလည်းရရှိနိုင်ပါစေကျန်တဲ့အောင်လို့ဆောင်နိုင်မြောက်ပါစေလို့ဆုတောင်းမြတ်တာများလှိုက်လိုက်လဲပို့တာပါတယ်အားလုံးမင်္ဂလာပါနော်我也没得干钱的干的，ကျွန်တော်တို့မေးတဲ့ကချက်တွေကျွန်တော်တို့ရဲ့မေးတဲ့ကချက်တွေဟာဆိုရင်ဒီဟောတဲ့များကိုပူဇော်ပြီးတင်ဆက်ပေးတဲ့ချက်တွေလေ။ညာဒါကြောင့်ကျွန်တော်ရဲ့ channel လေးကိုကြပါ။နောက်နေ့များဟောတဲ့များအမြဲတမ်းစင်တဲ့အတွက်လည်းမိသားစုကောင်းလေးကိုတောင်းလဲမြင်အောင်ဆက်လုပ်တော့ပြီးတော့ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်